ဒီနေ့ပြောပြမှာကတော့ကြက်သွန်ဖြူနဲ့လင်းချင်းမွင့်ကိုတစ်ပတ်တာပုံမှန်စားသုံးပေးရင်ရရှိနိုင်မယ်အဓိကကောင်းကျိုး၅မျိုးဆိုတဲ့အကြောင်းအရာပဲဖြစ်ပါတယ်။အရင်ဆုံးကျွန်တော်စီကိုလာပြလေးရှိတဲ့လူနာတစ်ယောက်ရဲ့ဖြစ်ရမှာဇာလန်လေးတစ်ပုဒ်နဲ့စတင်ချင်ပါတယ်။အသက်50ကျော်အရွယ်ဦးလေးကြီးတစ်ယောက်ဟာသွေးတိုးရောဂါနဲ့ကိုလက်စထရောတက်နေတာကြောင့်အမြဲတမ်းပင်ပန်းနွမ်းနယ်နေတတ်ပါတယ်။ဆေးတွေလည်းတောက်နေရပေမဲ့သူ့ရဲ့လူနေမှုဘဝကမလန်းမဆန်းဖြစ်နေပါတယ်။ဒီနေ့တော့သူကအစားအသောက်ထဲမှာကြက်သွန်ဖြူနဲ့လင်းချင်းပွင့်ကိုပုံမှန်လေးထည့်စားကြည့်မယ်ဆိုပြီးဆုံးဖြတ်လိုက်ပါတယ်။တစ်ပတ်လောက်ပုံမှန်လေးစားပြီးတဲ့အခါမှာတော့သူအရင်ကတည်းကပိုပြီးလန်းဆန်းလာတာကိုခံစားရပါတယ်။အမောခံနိုင်လာတယ်လို့ကျွန်တော်ကိုဝန်တာအားရလာပြောမှုပါတယ်။ဒါပုံမြင်မဟုတ်ပဲတဘာဝရဲ့စီးပဲ့ဝင်အစွမ်းကြောက်ပဲဖြစ်ပါတယ်။ကျမ်းမာရေးအတွက်အဖြေရှာတဲ့အခါကျွန်တော်တို့ကအဖိုးတန်ဆေးဝါးတွေကိုအဝေးမှာရှာဖွေလေးရှိပါတယ်။တကယ်တော့သင့်မီးဖို့ကြောင့်အတွင်းရှိဟင်းခတ်အမွှေးကြိုင်စင်ပေါ်မှာမီးဖို့ကြောင့်သုံးဆေးဝါး kitchen pharmacy အဖြစ်တင်စားနိုင်တဲ့ကြက်သွန်ဖြူနဲ့လင်းချင်းပွင့်တို့ရှိနေပါတယ်။နှလုံးကျန်းမာရေးကစပြီးရုပ်တရက်သွားကြိုက်ဝေဒနာအထိဒီရိုးရှင်းတဲ့တဘာဝပစ္စည်းနှစ်ခုဟာရှေ့ရိုးရာဆေးပညာနဲ့ခေတ်သစ်သိပ္ပံနှစ်ခုစလုံးမှာအစွမ်းထက်လာတဲ့လှုပ်ဝက်ချက်တွေကိုပိုင်ဆိုင်ထားပါတယ်။ကြက်သွန်ဖြူနဲ့လင်းချင်းပွင့်ကိုတပတ်တာပုံမှန်စားသုံးရင်ရရှိနိုင်မဲ့အဓိကကောင်းကျိုး၅မျိုးကတော့နံပါတ်1နှလုံးနဲ့သွေးကြောကျန်းမာရေးကိုမြင့်တင်ပေးခြင်းကြက်သွန်ဖြူမှာပါတဲ့အလီဆင်ဓာတ်ကသွေးကြောတွေကိုကျယ်စေပြီးသွေးဖိအားသွေးတို့ကိုကျစေပါတယ်။ဒါအပြင်သွေးထဲမှာမကောင်းတဲ့ကိုလက်စထရော LDL ကိုလျှော့ချပေးပြီးသွေးခဲပိတ်ဆို့မှုကိုလည်းကာကွယ်ပေးနိုင်လို့နှလုံးရောဂါနဲ့လေးဖြတ်ခြင်းအန္တရာယ်ကိုလျှော့ချပေးနိုင်ပါတယ်။နံပါတ်2ကိုယ်ခံအားစနစ်ကိုအားကောင်းစေခြင်းနှစ်မျိုးစလုံးမှာယောဂပိုးမွှားတွေကိုတိုက်ဖျက်နိုင်တဲ့ antimicrobial အစွမ်းသတ္တိတွေရှိပါတယ်။ကြက်သွန်ဖြူက virus နဲ့ bacteria ကိုတိုက်ဖျက်ပေးသလိုလင်းချင်းမွင့်ကလည်းမှိုပိုးနဲ့ပိုးမွှားတွေကိုဟန့်တားပေးတာကြောင့်အအေးမိနှာစေးချောင်းဆိုးဖြစ်တာတွေကိုသက်သာစေပါတယ်။နံပါတ်3နာကျင်မှုကိုလျှော့ချပေးပြီးအကိုက်အခဲပျောက်စေခြင်းလင်းချင်းမွင့်မှာပါတဲ့ eugenol ဓာတ်ကသဘာဝထုံစည်းတစ်မျိုးလိုအလုပ်လုပ်ပါတယ်အထူးသဖြင့်သွားကိုက်တာတဖုံးရောင်တာတွေအတွက်လင်းချင်းပွင့်ဟာအရန်အစွမ်းထက်သလိုကြက်သွန်ဖြူဟာလည်းရောင်ရမ်းမှုကိုလျှော့ချပေးတဲ့အတွက်အစစ်မြင့်ရောင်ရမ်းတာတွေကိုသက်သာစေနိုင်ပါတယ်နံပါတ်4သွေးရင်းတကြားဓာတ်ကိုထိမ့်ညှိပေးခြင်းသူ့ရည်နာပြုချက်တွေရလင်းချင်းပွင့်မှာပါတဲ့ဓာတ်ပေါင်းတွေဟာinsulin အလုပ်လုပ်ပုံကိုပိုကောင်းစေပြီးသွေးရင်းတကြားဓာတ်ကိုထိမ့်ညှိပေးနိုင်တာကြောင့်ဆီချိုယောဂဘယ်တွေအတွက်အထောက်အကူပြုပါတယ်နံပါတ်5အစာချေစနစ်ကိုကောင်းမွန်စေပြီးကိုယ်ခန္ဓာကိုတန့်စင်ပေးခြင်း detox ဒီအစာဟင်းခတ်နှစ်မျိုးဟာအစာချေအင်ဇိုင်းတွေကိုပုံမူထွက်ရှိစေပြီးလေပွားတာဗိုက်ကြယ်တာကိုလျှော့ချပေးပါတယ်ဒါအပြင်ပူလန်းချောင်းထဲကမကောင်းတဲ့ဘက်တီးရီးယားတွေကိုဖယ်ရှားပေးပြီးအစာအိမ်ကျန်းမာရေးကိုဆောက်ရှောက်ပေးပါတယ်ဘယ်လိုစားရင်အကောင်းဆုံးဖြစ်မလဲဆေးပဲဝင်အာနိသင်အပြည့်အဝရဖို့အတွက်ကြက်သွန်ဖြူကိုထောင်းပြီးဒါမှမဟုတ်လှီးပြီးနောက်10မိနစ်ခန့်လေးထဲမှာဒီတိုင်းထားပေးပါဒါမှသာဆေးပဲဝင်အလီဆင်ဓာတ်အပြည့်အဝထွက်ရှိလာမှာဖြစ်ပါတယ်ဖြစ်နိုင်ရင်အစိမ်းတိုင်းစားသုံးတာကအာနိသင်အရှိဆုံးပါပမာဏတစ်နေ့ကိုကြက်သွန်ဖြူတစ်မွှာကနေ2မွှာထက်ပိုမစားသင့်ပါဘူးလင်းညှင်းပွင့်ကိုတော့တစ်နေ့ကို3ပွင့်ကနေ5ပွင့်ခန့်အထိစားသုံးပေးနိုင်ပါတယ်အိမ်တွင်းကုထုံး home remedy နံပါတ်1ကတော့ကြက်သွန်ဖြူလင်းညှင်းပွင့်လက်ဖက်ရည် garlic clove tea အေးမိတာဒါမှမဟုတ်ကိုယ်ခံအားမြင့်ချင်ရင်ရေတစ်ဖန်ခွက်ကိုကြိုပါရေစူလာရင်ထောင်းထားတဲ့ကြက်သွန်ဖြူတစ်မွှာနဲ့လင်းညှင်းပွင့်3ပွင့်လောက်ထည့်ပြီးမိနစ်အနည်းငယ်လောက်နှက်ထားပါပြီးရင်အရေကိုစစ်ထုတ်ပြီးပြားရည်အနည်းငယ်ထည့်ကနွေးနွေးလေးတောက်ပေးပါနံပါတ်2ပြားရည်စိတ်ကြက်သွန်ဖြူ fermented garlic honey ဖန်ပလင်းတန့်တန့်ထဲမှာကြက်သွန်ဖြူအမွှာလေးတွေကိုထည့်ပြီးပြားရည်စစ်စစ်နဲ့မြုပ်အောင်စိမ်ထားပါတစ်လလောက်ထားပြီးရင်တော့ကြက်သွန်ဖြူကချုံမိန်ပြီးစားလို့ကောင်းသွားပါလိမ့်မယ်ဒါကိုနေ့စဉ်တစ်စွန်းစားပေးခြင်းဖြစ်
သွေးတိုးကျစေပြီးကိုယ်ခံအားကိုအမခံမြင့်တင်ပေးနိုင်ပါတယ်သတိပေးချက်အနေနဲ့သင်ဟာသွေးကျဲစည်းတောက်နေရသူဒါမှမဟုတ်မကြာခင်ခွက်စိတ်မှုလုပ်ဖို့ရှိသူဖြစ်မယ်ဆိုရင်တော့ကြက်သွန်ဖြူကိုပမာဏအများကြီးစားသုံးခြင်းမပြုမီမှာဆရာဝန်နဲ့အရင်တိုင်ပင်မှုလိုအပ်ပါတယ်တဘာဝကပေးတဲ့ဒီဆေးဘက်ဝင်အစာတွေကိုပညာရှိစားသုံးရင်းကျန်းမာပျော်ရွှင်တဲ့ဘဝကိုပိုင်ဆိုင်နိုင်ကြပါစေမိကွန်း1နှလုံးနဲ့သွေးကြောကျန်းမာရေးအတွက်ကြက်သွန်ဖြူလေညှင်းမွေးပေါင်းစပ်လိုက်တဲ့အခါအစွမ်းထက်အတွဲဖက်စနကြီးအဖြစ်ဘလို့အလုပ်လုပ်တယ်လဲအဖြစ်ရိုးရှင်းရှင်းပြောရရင်ဒီအတွဲဖက်ကကျွန်တော်တို့ခန္ဓာကိုယ်ရဲ့သွေးကြောစနစ်ကိုနီလန်းပေါင်းစုံကနေတပြိုင်နက်တည်းပြုတ်ပြင်ထိမ့်သိမ်းပေးတာဖြစ်ပါတယ်သူတို့ရဲ့အလုပ်လုပ်ပုံကိုအဓိကအချက်၃ချက်နဲ့ကြည့်အောင်ပါနံပါတ်1သွေးကြောတွေကိုကျယ်စေပြီးသွေးဖိအားကိုချပေးခြင်းကြက်သွန်ဖြူကိုထောင်လိုက်တဲ့အခါထွက်လာတဲ့ Ellison ဓာတ်ကအဓိကဇာတ်လိုက်ပါသူကသွေးကြောတွေကိုကျဉ်းစေတဲ့ angiotensin 2ဆိုတဲ့ဓာတ်ပေါင်းကိုတားဆီးပေးပြီးသွေးကြောတွေကိုကျယ်စေတဲ့ nitric oxide ထုတ်လုပ်မှုကိုမြင့်တင်ပေးပါတယ်ရက်လက်အနေနဲ့သွေးကြောတွေပွင့်သွားပြီးသွေးစီးဆင်းမှုကောင်းမွန်လာတဲ့ဒီနည်းနဲ့သွေးတို့ကိုကျစေပါတယ်နံပါတ်2သွေးကြောထဲကအညစ်အကြေးနဲ့သွေးခဲမှုကိုတားဆီးခြင်းကြက်သွန်ဖြူဟာသွေးထဲကမကောင်းတဲ့ကိုလက်စထရော LDL နဲ့ triglyceride တွေကိုရှော့ချပေးနိုင်တယ်လို့ကောင်းတဲ့ကိုလက်စထရော HDL ကိုမြင့်တင်ပေးပါတယ်ဒါအပြင်သွေးဆဲလေးတွေ platelet တစ်ခုနဲ့တစ်ခုကပ်ပြီးသွေးခဲပိတ်ဆို့ခြင်းမဖြစ်အောင်တားဆီးပေးတဲ့အတွက်နှလုံးသွေးကြောပိတ်တာနဲ့လေဖြတ်တာကိုကာကွယ်ပေးနိုင်ပါတယ်နံပါတ်3သွေးကြောတွေဟောင်းနှွမ်းပျက်စီးမှုကိုကာကွယ်ပေးခြင်းလေညှင်းမွေးမပါတဲ့ eugenol နဲ့ antioxidant တွေကသွေးကြောနံရံတွေကိုတန်ကြေးတက်ခြင်းလို့တင်စားလို့ရတဲ့ oxidative stress ကနေကာကွယ်ပေးပါတယ်လေညှင်းမွေးကရောင်ရမ်းမှုကိုလျှော့ချပေးပြီးသွေးတွင်းတကြားဓာတ်ကိုထိန်းညှိပေးတဲ့အတွက်နှလုံးကျန်းမာရေးကိုတွဲဝိုင်းသောနည်းနဲ့ထောက်ကူပြုပါတယ်မိကွန်းနံပါတ်2ဘာကြောင့်ဒီနှစ်ခုပေါင်းလိုက်ရင်ပိုကောင်းတာလဲစမ်းနေကြည့်ကြက်သွန်ဖြူကသွေးကြောတွေကိုလမ်းပွင့်သွားအောင်နဲ့သွေးဖိအားကျအောင်ဓာတ်ရိုက်လှုပ်ဆောင်ပေးနေချိန်မှာလေညှင်းမွေးကသွေးကြောတွေရောင်ရမ်းမှုမရှိအောင်နဲ့ပျက်စီးမှုမရှိအောင်ကာကွယ်ပေးပါတယ်ဒီနှစ်ခုပေါင်းစပ်လိုက်တဲ့အခါကြက်သွန်ဖြူကသွေးလက်ပတ်မှုကောင်းစေတယ်သွေးတိုးကျစေတယ်ကိုလက်စထရောရှော့ချပေးတယ်လေညှင်းမွေးကဆဲလ်တွေပျက်စီးမှုကိုရှော့ချပေးတယ်တကြားဓာတ်ထိန်းသိမ်းပေးတယ်ရောင်ရမ်းမှုကိုကာကွယ်ပေးတယ်ဒီလိုနီလန်းပေါင်းစုံကနေတပြိုင်နက်တည်းအလုပ်လုပ်ကြတာကြောင့်နှလုံးနဲ့သွေးကြောအတွက်အစွမ်းထက်အတွဲဖက်ဖြစ်လာရတာပါစအဆုံးကြည့်ရှုအားပေးအတွက်ကျေးဇူးတင်ပါတယ်နောက်လောလောကူကြည့်ရှုနိုင်ဖို့ subscribe ကိုတစ်ချိန်လေးပေးထားပါလို့မြစ်ပြရက်ခါပါတယ်လိုက်နေရှယ်ကိုလည်းနှိပ်ပြီးစီကျင်ပါတယ်လူသားအားလုံးလွတ်လပ်ပျော်ရွှင်တဲ့ဘဝတွေကိုပိုင်ဆိုင်ကြပါစေလို့ဆုတောင်းလိုက်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ် Happy great day